တိလိုက်ကကျိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဖြတ်ခဲ့ဘူးတဲ့အကြောင်းလေးတစ်လုံးကိုကျွန်တော် reaction လုပ်ပေးတော့မှာဖြစ်ပါတယ် Okay ကြည့်လိုက်အောင်ပါဒီမှာပါကဲ90သားလောက်ရှိတဲ့ကြောက်မှာကျွန်တော်မိတ်ဆွေပဲနော်ကြောက်ကတော့ပဲပါပဲဒီမှာကြောက်ကသူ့ရဲ့ထိုးပေါက်အားတော့Okay အလုံးခံလေးကတော့လှပါတယ်အလုံးခံ90သားလောက်ဆိုရင်တော့ဒါကျွန်တော်တို့ကြောက်ရွယ်စားမစိုးဘူးလို့ပြောမှာပေါ့နော်အဲ့တော့ဒီကြောက်လေးမှာဘာထူးခြားတယ်ရှိတယ်အဲ့ဒီထူးခြားချက်တွေကဘာတွေလဲကြည့်လိုက်အောင်ပါသူ့ရဲ့ထိုးပေါက်အားတော့တိတ်ပြီးတော့မရောက်ပါဘူးနော်လင်းအားနေတာပါနော်အဲ့တော့ပဲပေါ့နော်ကြောက်မျိုးရော့တာပါနော် Okay ထိုးပေါက်အားမရောက်ဘူးဆိုတာကြောက်မျိုးမကောင်းဘူးကိုပြောတာပါနော်ဘာလို့ဆိုဝေခါကြောက်တယ်ဆိုမှာအခွန်ကပပပဲများပါတယ်အဲ့တော့ဒီလောက်ကြီးကျွန်တော်ဓာတ်မီနဲ့ဒီမှာထိုးထားတာမှဒါသူ့ရဲ့ပေါက်အားလုံးဝမီးပေါက်အားနဲပါတယ်အဲ့တော့မီးပေါက်အားနဲပြီဆိုကြလေသိချတယ်ဆိုတော့ကြောင်မျိုးမကောင်းပါဘူးဒီမှာတော့ကြောက်ရည်ကဒီမှာတော့ဟိုပါပေါ့ရေရှိတာပေါ့နော်ဒီမှာတော့ပဲရည်ပေါ့နော်အဲ့တော့ပြင်ရှိတာပေါ့နော်ဒါပေမဲ့ तू ကဒီလိုပတ်သွားတာနော်ဒီလိုပတ်တာပေါ့နော် Okay ဒီလိုပတ်သွားတာဒီလိုပတ်သွားတဲ့နေရာကိုကျွန်တော်မိတ်ဆွေများသိချကြည့်ပါနော်အဲ့တော့ဒီမှာ तू ပတ်သွားတဲ့အနေအထားလေးပေါ့နော်အဲ့တော့အဲ့မှာဘာတွေ့ရလဲဆိုတဲ့ခါကျတော့ကြောက်ရဲ့အမြင့်ပေါ့နော်ကျွန်တော်ခေါ်တာတော့ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကျွန်တော်ကကြောက်ကိုအမြင့်လို့ခေါ်တာပါနော်အဲ့တော့တစ်ပင်မှာအမြင့်လူမှာအချစ်ပေါ့နော်ကျွန်တော်တို့ကြောက်မှာဆိုရင်တော့ဒီအမြင့်တွေကိုကျွန်တော်အပြစ်လို့ပဲကျွန်တော်ကယူဆပါတယ်အဲ့တော့ခုသွားတဲ့အနေအထားမှာဆိုရင်သူ့ရဲ့မန်ဂျိုးကအဲ့ဒီအမြင့်ပေါ်ကနေပြီးတော့ကျွန်တော်တို့ကမန်ဂျိုးကပတ်သွားတာပါโอเคအဲ့တော့အမြင့်ပေါ်မှာပတ်တဲ့မန်ဂျိုးဒီဘယ်လိုဖြစ်သွားမလဲဆိုတာကြည့်အောင်ပါဒီလိုပတ်တာဆိုတော့ဒီမှာလည်းနည်းနည်းလေးတော့အစိတ်ရောင်လေးရှိတာပေါ့နော်အစိတ်ရောင်ဆိုတာတဘာမှပြောတာမဟုတ်ပါဘူးတော့မန်းပုံစံမျိုးလေးဒါမိနစ်ထောင်တော့စိတ်နေတာပေါ့ဗျာစိတ်နေတော့မန်းရဲ့အစိတ်ရောင်လေးဒီနားမှာလည်းတွေ့တယ်ဆိုတဲ့သဘောကိုပြောတာပါအစိတ်ရောင်လေးလည်းရှိတယ်ပြီးတော့ဒီမှာတော့ကျိုးကျိုးရှိတယ်ဒီမှာဒီမှာလည်းရှိရနော်ဒါကတော့ကျွန်တော်တို့ကဟိုးဘက်ကမန်းနဲ့မဆိုင်မဲနဲ့ဒီဘက်မတိတမန်းကျိုးတကျိုးအနေနဲ့ရှိနေတာကိုပြောတာပါဒါပေမဲ့အဲ့မန်းကျိုးကဘယ်မှပတ်သွားတာမဟုတ်ဘဲနဲ့သူ့ရဲ့အဲ့နားလေးမှာပဲကျိုးရှိနေတာကိုပြောတာပါဘယ်ဖိုက်တာလဲခေါင်းစဉ်ကြည့်ပြီးသွားပြီဟုတ်လားကဲဘယ်ဖိုက်တာလဲကြည့်ရမှာပဲဒီမှာညီလေးโอเคအဲ့ဒီမှာကျွန်တော်မိတ်ဆွေများမှာစာရေးထားပါတယ်ဒါကကျွန်တော်တို့ကဘယ် live ကနေဘယ်လိုဝယ်ဆိုတော့ကျွန်တော်မသိပါဘူးเนาะဒါပေမဲ့အဲ့မှာ MMZ ဆိုတာရေးထားတာရှိပါတယ်အဲ့တော့ MMZ ဆိုတာလည်း MMZ ပေါ့เนาะအောက်မှာတော့ကျွန်တော်တို့ 16K လို့ရေးထားတာပါ 16K ဆိုတာကျွန်တော်တို့အဲ့ဒါ16သိန်းနဲ့ဝယ်ထားတာကိုပြောတာပါ16000 36000ပြောတာမဟုတ်ပါဘူးနော်โอเคအဲ့တော့ဒီကြောင်မျိုးကို16သိန်းနဲ့ဝယ်ထားတယ်ဆိုရင်16သိန်းနဲ့တန်တဲ့အရေးချင်းဒီကြောင်မှာရှိလားမရှိဘူးလားဆိုတော့ကျွန်တော်ထပ်ကြည့်လိုက်ကြအောင်ဟုတ်တယ်ဘာနေရာမန်းနေရှိသေးတယ်နော်ကဲကြောက်တစ်ခုမန်းကြည့်တဲ့အခါမှာမန်းမသေးကိုဆိုရင်ကျွန်တော်မဖြစ်ဘာမှစဉ်းစားမနေရေးစွတ်မယ်အဲ့အမှန်တရားပါပဲကျွန်တော်တို့ကကြောက်တစ်ခုမန်းကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကြောက်လို့တုံးကဆိုရင်လည်းပဲကြောက်ရဲ့မန်းကိုကြည့်တဲ့အခါမှာကျွန်တော်တို့ရေထဲကိုစွတ်ပါတယ်ပြီးရင်အမှောင်ထဲမှာကျွန်တော်တို့ကရေခွက်ထဲကိုထည့်ပြီးတော့မှတံမီးနဲ့ကျွန်တော်တို့တခြားထိုးပြီးကြည့်ရတာပါအဲ့ဒါကျွန်တော်ကမန်းတစ်ခုရဲ့အသွားအလာအနေအထားကိုကျွန်တော်မြင်ရတာဖြစ်ပါတယ်ရေသက်ချမဟုတ်ဘူးနော်ရေစွတ်တာโอเคပါနော်ကြောက်ကမဖျက်ရဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေသက်ချရတော့မဟုတ်ပါဘူးเนาะအဲ့တော့ရေသက်ချတယ်ဆိုရင်တော့ဒါလှူလိုက်တာပေါ့เนาะအဲ့တော့ဒါလည်းရေသက်ချတာလားရေသက်ချတာမဟုတ်လားဆိုတာတော့ကျွန်တော်ကပွဲပြီးရင်သိရအောင်ပေါ့เนาะအဲ့တော့ဘာပဲဖြစ်တော့ပွဲမပြီးသေးရင်တော့မသိရအောင်ပွဲပြီးရင်တော့အဖြေထွက်မှာပါเนาะအဲ့တော့စစ်ကြည့်လိုက်အောင်ထိုးလို့ပေါ့ဒါအမြင့်ထိုးတဲ့ပုံစံမျိုးဖြစ်နေတာပါအဲ့ဒါမကြိုက်ဘူးကျွန်တော်ကနော်အဲ့တော့အခုကပို့ပြီးရှင်းတယ်နော်အဲ့တော့တေးကြတာဒါမျိုးကျွန်တော်အကျိုးတွေတွားတယ်အညစ်ပုံစံမျိုးတွေတွားတာပါဒါကကြောက်တွေကိုတွေ့တဲ့အခါကျကျွန်တော်မိတ်ဆွေများသတိထားပါဒါကအညစ်ထိုးသွားတဲ့ပုံစံလားမဟုတ်ဘူးလားဆိုတာအညစ်ပါတဲ့ကြောက်တွေကိုကျွန်တော်မိတ်ဆွေများကျွန်တော်မနေ့ခင်ဝိုင်းနေပါဒီမှာကျွန်တော်မိတ်ဆွေများလေ့လာလို့ရပါတယ်တွေ့ပါလိမ့်မယ်နော်အဲ့တော့ okay အဲ့တော့ဆက်ကြည့်လိုက်အောင်ဒါကရောင်းတော့ပေါင်းတော့မှဒါမန်းမဟုတ်ဘူးရပါပဲနော်မိထောင်နေတော့စိမ့်တဲ့အခါကျကျွန်တော်တို့ကမန်းလို့ထင်တာပါတကယ်တော့မန်းမဟုတ်ပါဘူးပြောရရင်တော့ကျွန်တော်တို့ကအပေါ်မှာကန့်နေတဲ့အစီကျွန်တော်မောက်ရီပုံစံမျိုးလေးတွေဝင်နေတာပါဟိုလိုအစီမဟုတ်ပါဘူးဒီမန်းတော့မန်းမယ်နော်ဒီမှာနော်စိမ့်နေရပါနော်စိမ့်လေးမှာကျိုးပတ်နေတွေ့ရမလားနော်ဒီမှာနော်အဲ့စိမ့်မန်းလေးကလည်းအဲ့ဒါမှာကျိုးလေးပတ်နေတာတော့တွေ့မှာပါအဲ့တော့အဲ့ဒီမှာရိုက်ဖက်ထားတဲ့နေရာလေးတွေ့ပါလိမ့်မယ်အဲ့တော့အဲ့အပဲ့နေရာလေးကိုလေကျွန်တော်တို့ကဒါ live မှာရောင်းတဲ့အခါမှာအဲ့အပဲ့လေးတွေဟာဒါမန်းဂျိုးဆိုတဲ့နေထားမျိုးနဲ့ဒါထိုးပြတတ်ပါတယ်ဒါလေးကိုသိထားဖို့လိုပါတယ်โอเคကဲဒီကျတော့ဒီမန်းကဘာမှသုံးမရပါဘူးเนาะအဲ့တော့သုံးမရတဲ့ဟာတော့ပြောမနေတော့เนาะโอเคအဲ့တော့300လား300မရဘူးလားဆိုတော့ကျွန်တော်တို့ဖြတ်ချင်သိရမှာလीเนาะပါစပြောလို့မရအောင်เนาะโอเคဖြတ်တဲ့အနေထားမရောက်ခင်ထပ်ကြည့်လိုက်ကြအောင်ရမ်းချမ်းနေလားရမ်းချမ်းနေဆိုတော့ရမ်းအချမ်းကြီးတော့မဟုတ်ဘူးကောင်ကြီးတဲ့လား
အဲ့တော့ရမ်းချမ်းလားမချမ်းလားဆိုတာကျွန်တော်တို့ကကြောက်တစ်ခုမှာကအရေးကျိုးပေါ်မှာရမ်းချမ်းသလားဘေးကအသားပေါ်မှာရမ်းချမ်းသလားဆိုတာတွေကရှိပါတယ်ဘေးမှာအသားပေါ်မှာရမ်းချမ်းပြီးတော့ဘေးခွန်တွေမှာရမ်းချမ်းပြီးတော့မန်းပေါ်မှာရမ်းချမ်းမဲနဲ့ရမ်းညံ့နေရတယ်ရှိပါတယ်ကျွန်တော်အဲ့ဒါတွေကိုသတိထားဖို့လိုပါတယ်အဲ့တော့ဒီမှာကျွန်တော်မကြိုက်တာဒီမှာအမြင့်တို့ဖြစ်နေတာရဲ့ဒီမှာအနာများတယ်တကယ်တမ်းတော့ तू ကဒီတိုင်းလေးပေါ့နော်ဒါပဲဒီတိုင်းလေးဆွဲသွားတာပဲနော်အဲ့တော့ကြောက်ရဲ့အနေထားကကြီးလိုက်ရင်တော့ဗျာကျွန်တော်မိတ်ဆွေများကြောက်နားလည်လို့ဆိုရင်တော့ဒါသိတာပေါ့နားမလည်သေးတဲ့သူတွေကြတော့ဒါဟာမန်းကြီးပေါ့မန်းကြီးတမှာဖြူဖြူကြီးပေါ့နော်အဲ့တော့မန်းချူကြီးပတ်နေတာပဲဆိုတဲ့အနေထားရဲ့ကြောက်ရဲ့အလုံးအဖန်က90သားလောက်ရှိတယ်ဆိုတဲ့အနေထားဒါမမောစရာပါနော်အဲ့တော့ဖြတ်လိုက်ရင်အုံကနေဂွမ်းကနေနော်အတောင့်လိုက်ကြီးမြန်ဝင်သွားမလားဆိုတဲ့အတွေ့ရတော့ဒါကတော့ကြောက်ခုမှစပြီးတော့အတွေ့အကြုံနေတဲ့သူပေါ့နော်ဒါဒီတင်တန်းသားဆိုရင်တော့ဒါကြောက်ပြောရရင်မန်းကြောင်မရမရဘူးပေါ့ကြိုက်တယ်ဆိုဝင်လိုက်တာပေါ့ပြောရရင်တော့အာယုံပေါ့နော်အဲ့တော့အာယုံနဲ့သူ့ရဲ့အချိုင်းနဲ့နော်ရောင်းတဲ့လူရဲ့အာယုံထဲ့တာအဲ့ထဲ့တဲ့ခါမှာသူအထက်ခံလိုက်တာပေါ့နော်အဲ့တော့အထက်ခံတာဝယ်တာပေါ့ဗျာအထက်မခံဖျက်ဝယ်မလဲဟုတ်တယ်မလားโอเคအဲ့တော့ဒီကြောက်ဖြတ်တဲ့အနေအထားလေးကျွန်တော်ကြည့်လိုက်အောင်အဲ့တော့မဖြစ်နိုင်တာဒီနေ့လေးမျှော်မှန်းလိုက်တာပေါ့နော်16သိန်းဆိုတော့နော်ကဲအဲ့တော့ကြောက်က16သိန်းဝယ်ထားတာအဲ့တော့ကျွန်တော်တို့ကြောက်တစ်ခုကိုတွေ့တဲ့အခါမှာဒီကြောက်ကကြောက်မျိုးလျော့တယ်နော်ကြောက်မျိုးလျော့တယ်โอเคပြီးတော့ဓမီနဲ့ထိုးတဲ့အနေအထားအရာသူကကြောက်စီနဲနေတယ်ပဲဖြစ်နေတယ်နော်အဲ့တော့ပဲချူပြီးတော့အမြင့်ဆွဲနေတဲ့အမြင့်ပုံစံမျိုးထဲမှာအရှိချိုးပတ်နေတာပတ်ပြီးဆွဲတာโอเคအဲ့တော့အဲ့လိုအနေအထားမျိုးနဲ့ကြောက်တလုံးကနော်ဘာကိုဘလို့တွက်ပြီးတော့ကျွန်တော်တို့ကဘလို့ဈေးကွက်မှာဘလို့ရနိုင်မယ်လို့ထင်တယ်အဲ့တော့ကြည့်ရမယ်ဆိုရင်ဒီလိုကြောက်မျိုးဒီကျွန်တော်မိတ်ဆွေများဝယ်ရမယ်ထင်မှာကိုမပါတဲ့ကြောက်ပါဖြတ်ရဖို့ဆိုတာအဝေးကြီးပါအဲ့တော့ဒီကြောက်ကိုကျွန်တော်စီမှာရောက်နေတာတစ်လကျော်ရှိပြီနော်ဒါပေမဲ့ဒီကြောက်ကိုမဖြတ်သေးဘူးနဲ့ကျွန်တော်ပြစ်ထားတာကြံတဲ့ကြောက်တွေကကျွန်တော်ရောက်လာတဲ့အကုန်ဖြတ်ပြီးသွားပြီနော်အဲ့တော့16သိန်းနဲ့ပေးဝယ်ထားတဲ့ကြောက်တဲ့လုံးကိုကျွန်တော်မဖြတ်ချင်လို့တိချာကိုထားထားတာအဲ့ရှင်မြတ်စိတ်ပြောင်းပြီးတော့ဒီတိုင်းမြတ်သူရောင်းကျင်တဲ့ဆန္ဒရှိတယ်သူယူပြီးတော့ပြန်ရောင်းအောင်ဆိုပြီးထားတာပါโอเคနောက်ဆုံးတော့ဒါဘယ်လိုမှပြောမရတဲ့အနေထားပေါ့နော်အဲ့ဖြတ်မဲ့အနေထားရောက်လာတဲ့ကြောင့်ကျွန်တော်ဖြတ်တာပါနော်โอเคပါဆက်ကြည့်အောင်မလဲဆိုကျွန်တော်ဖြတ်ကွက်တာကြက်နေတဲ့ဒီကြောက်ကိုလေဖြတ်ကွက်ကြက်တော့မစမ်းတော့ပါဘူးဒီမှာဒီပြင်လေးတွေများလှသွားမလားပေါ့နော်โอเคအဲ့တော့ကြောက်တစ်ခုမှလည်းပဲဖြတ်တဲ့ဖြတ်ကွက်တွေကအရန်လိုပါတယ်ဖြတ်ချက်တွေကကျွန်တော်တို့ကပညာသားပါပါတယ်ပညာသားပါတယ်ဆိုတဲ့နေရာမှာတချို့ဖြတ်တဲ့အနေအထားတွေကနော်ကျွန်တော်တို့ကဒီကြောက်ကဒီနားလေးကိုဖြတ်လိုက်မယ်ဆိုရင်အရှိကြံခဲ့မယ်အဲ့တော့မတိမတာကြံခဲ့မယ်ဆိုပြီးတော့ကျွန်တော်ပညာပြတဲ့ကြောက်တွေရှိပါတယ်နော်ပညာပြပြီးကြောက်ကိုဖြတ်လို့ရပါတယ်နော်အဲ့ဒါလေးတွေတီးဖို့လိုပါတယ်โอเคအဲ့တော့ဒီကြောက်မှာကျွန်တော်အဆဆရသုံးသက်ကြည့်တဲ့အခါမှာအခုဖြတ်မယ်ဖြတ်နှန်းလေးကိုပဲကျွန်တော်အကောင်းဆုံးအနေနဲ့ရွေးချယ်ပြီးတော့ဖြတ်တာပါโอเคဖြတ်ကွက်လေးကြည့်အောင်ပါအဲ့တော့စမ်းတာစီချက်တာထမ်းမင်းပေါ့ဗျာကဲကျွန်တော်မိတ်ဆွေတွေဒီဘက်အကျော်ကိုကျွန်တော်နင်းပြလိုက်မယ်နော်ကဲကျွန်တော်မိတ်ဆွေများဖြတ်သွားပါပြီစပြီဖြတ်ပါပြီနော်အဲ့တော့ဖြတ်တဲ့အနေအထားမှာခုနပြောခဲ့တဲ့အနေအထားရင်းနဲ့ဘယ်လိုဖြစ်လာမလဲဆိုတာကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ကဲဒီမှာဒါကြီးပြပြီးမြန်ရောင်းသွားသလားမပြောတတ်ပါဘူးကွာဒါကြီးပြဘာကြီးပြပေါ့နော်အဓိကကတော့ကျွန်တော်တို့ကကိုယ့်ရဲ့အတွေးအမြင်မှာကိုယ့်ရဲ့ကြောက်ပညာကိုယ့်ရဲ့အနေအထားကဒီလိုကြောက်ကိုဒီလိုဝယ်နိုင်တဲ့အနေအထားမျိုးပညာရှိပြီလားဆိုတာအဓိကပါကိုညီကတော့လောဆယ်ဆိုတော့ဖြတ်တိုင်းရှုံးနေတယ်ဗျနော်အဲ့တော့ကျွန်တော်ရဲ့ဒါသင်တန်းသားဟာသူ့ရဲ့ကြောက်တွေဖြတ်တာကတော့အကုန်လုံးကအခြေအနေမကောင်းပါအကုန်ကကျွန်တော်လစ်ပါတယ်နော်အဲ့တော့ကြောက်လစ်လို့လာတော့မသိဘူးနော်အခုတော့သူကကျွန်တော်စီကနေပြီးတော့ထိုင်းထီတွေဝယ်ပြီးတော့ပဲကံပဲစမ်းနေတာပါနော်โอเคအဲ့တော့ကျွန်တော်မိတ်ဆွေများထိုင်းထီကိုစိတ်ပါဝင်သားလို့ထိုင်းထီထိုးကျင်နေဆိုရင်ကျွန်တော်ရဲ့ဂျိတ်လိုက် Telegram မှာကြည့်ပြီးတော့ကျွန်တော်မိတ်ဆွေများချက်တဲ့ခဏနေပြီးတော့ထိုးလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဂျိတ်လိုက်1 2 3 4နော်ကျွန်တော်ရဲ့ဂျိတ်လိုက်ပေတွေမှာရဲ့သူ့ရဲ့အောက် comment မှာနော်အပေါ်မှာတော့ကျွန်တော်ရဲ့ဒီခက်ချောချောဓာတ်ပုံလေးကိုကျွန်တော်တင်ထားတာပါ comment မှာတော့ကျွန်တော်ထီပုံတွေတင်ထားတာပါโอเคအဲ့တော့ထီပုံတွေအဲ့မှာလည်းဝင်ပြီးတော့ရွေးလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများထီတာပေါက်ဖို့လိုတာပါဒီနေ့ပေါက်ရင်ဒီနေ့ပေးတာပါဒီနေ့ရမှာပါเนาะโอเคအဲ့တော့ကျွန်တော်တို့အဖြစ်ပြက်လေးကြည့်လိုက်အောင်ပါဆိုတာလိုပါပဲအင်းဆိုတာလိုပါပဲအဲ့တော့ကျွန်တော်မိတ်ဆွေများအတွေ့မှာပါအမြင့်ဆိုတာအဲ့ဒါကိုပြောတာပါเนาะအဲ့တော့ကြောက်ရသွားနေတဲ့အကျိုးတွေအဲ့ဒါတွေကျွန်တော်ကအမြင့်ခေါ်တာပါအဲ့အမြင့်ပေါ်မှာအပေါ်မှာမန်းရှိပြီမဲ့သူ့ရဆွဲနေတဲ့အရည်ကိုကျွန်တော်မိတ်ဆွေများကြည့်လိုက်ပါ
အဲ့တော့ပဲကြောင်မျိုးမရပါဘူးကြောက်သားကတော့သူ့အနေနဲ့သူဆိုတော့ကျွန်တော်တို့ကြီးလိုက်ရင်တော့ပင်းဥသားဆန်တယ်လို့ထင်ရပေမဲ့ကြောက်သားကတော့သူ့အနေနဲ့သူရှိပါသေးတယ်နော်โอเคပါအဲ့တော့ကြောက်ရဲ့အနေထားကတော့16သိန်းရတယ်ကျွန်တော်ကကြောက်ခဲစီတဲ့ချလိုက်တာမှကျွန်တော်အတန်ညီပါသေးတယ် အဲ့ဒါကြောင့် fighter လို့ပြောတာ အဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်မိတ်ဆွေများရှောက်တစ်ခုရဲ့အနေအထားဘယ်လိုရှိတယ်ဆိုတာဝဲသိတဲ့ကြောင့်မဝဲသိတဲ့ကြောင့်ဆိုတာမျိုးကိုကျွန်တော်တို့ဆုံးဖြတ်နိုင်တဲ့ဉာဏ်ပညာရှိဖို့ဆိုရင်ကြောင်ဝိုင်းနဲ့မန္တလေးကြောင်ဝိုင်းကျွန်တော်တို့ကြောင်ဝိုင်းရှိတဲ့နေရာတွေကိုကျွန်တော်တို့သွားပြီးတော့လေ့လာပြီးတော့သင်ယူရတာပါနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီဗီဒီယိုကြည့်ပြီးတော့ခုခုရကြမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ချိန်လိုက်ကိုအားပြတော့လေကျေးဇူးပါ